အလုပ်သွားတော့မယ်ဟေးပိုက်ပိုက်တွေထည့်ရမှာဆိုတော့ကျပိုးအိတ်လေးလဲဆောင်းသွားအောင်မယ်ငါရဲ့တပယ်လူကားလေးကိုမောင်းပြီးတခြားကားတွေကိုမှွေလိုက်ညစ်မယ်ဒါမှငါအိတ်လေးလဲဖောင်းလာမှာငါလာတာအချိန်နည်းနည်းစောနေသေးတာပဲငါဖွဲ့သားတွေတော့မရောက်သေးဘူးငါဟိုနားလေးမှာခဏဖုန်းကြည့်ရင်စောင့်နေလိုက်မယ်အိုးသူတို့လာပြီပဲလုပ်ငန်းဆက်လိုက်ကြအောင်သုံးပြီးတယ်ဒီလမ်းပေါ်မတက်ရအောင်ဆိုတာမသိဘူးလားဒန်းဝယ်3000ဆောင်ရမယ်မဆောင်ရင်လိုင်စင်သိမ်းမယ်ငါသားလေးကျူရှင်လက်ကရှင်းဖို့ချွေးနှဲစာနဲ့စုထားတာလေးပသွားပြီငါသားကျူရှင်မှာမျက်နှာငယ်ရတော့မယ်ဆိုင်ငယ်မှာပစ္စည်းဒီလောက်အများကြီးတင်လို့မရဘူးဒဏ်ကျဲ3000ဆောင်ခဲ့မဆောင်ရင်ဆိုင်ငယ်သိမ်းမယ်ဒီနေ့သမီးလေးကိုမွန်းနေ့ကိတ်ဝယ်ပေးမယ်လို့ကတိပေးထားတာတရက်လုံးပင်ပန်းပန်းရှာထားတာလေးကုန်ပြီသမီးလေးကိုကတိပြတ်ရပြန်ပြီ freelance ကျောင်းမှာကားရက်လို့မရဘူးဒဏ်ဝင်9000ဆောင်သွားဒီမှာမဆောင်ရင်ရုံးအပ်လိုက်မှာအကြရင်9000နဲ့ရမှာမဟုတ်ဘူးအမေဆေးုံတက်နေတာတဆေးဘိုးမလောက်မှဆိုလို့ချွေတာတုံးနေရတာခုတော့မရှိမဲ့လေးတွေပါအောင်ပြီဒေါ်မြအိမ်ကလားမသိဘူးဒေါ်မြရဲ့ဆေးဘိုးနဲ့အခန်းခါကိုဒီညနေနောက်ဆုံးထားသွင်းပေးရမယ်ရှင်ဖေဖေမွေးနေ့ကိတ်ဝယ်လာလားဖေဖေတောင်းပန်ပါတယ်သမီးရဲ့ဒီနေ့လဲဖေဖေကတိပြတ်ရပြန်ပြီဟာ ဖေဖေရေဆီယာမကကျူရှင်လက်ခတောင်းနေတာတစ်လလောက်ရှိပြီတားဘလို့ပြန်ဖြေရမလဲမသိဘူးကျူရှင်တော့မသွားရဲတော့ဒီနေ့ရလက်လေးတွေကတော့ဒီလောက်တောင်ရတယ်ဟေးနောက်ရက်လဲထပ်ကြိုးစားအောင်မယ်ပြန်လာပြီဟဲ့မေမေတားတို့ចောင်းပိတ်ရက်ကြရင်စီဖူသွားစားကျင်တာမေမေလိုက်ပို့ပေးနော်ပို့ပေးမှာပေါ့ငါသားငါသမီးကိုအကောင်းဆုံးဖြစ်အောင်ထားမှာရော့ကျောင်းမှာလဲစိတ်ကြိုက်သုံးအောင်မေမေမုံတို့ပေးတာနော် तू ကပီကံမလေးတရက်ဝင်ငွေနဲတာမဟုတ်ဘူးနေတိုင်းအိတ်နဲ့အပြည့်ပဲဝင်ငွေဘလောက်များရငါသားသမီးကိုတော့သူ့လိုပီကံမလောက်ခိုင်းပါဘူးတကယ်လှုပ်ဖြစ်ရင်တော့ပြည်သူအကျိုးပြုတဲ့ရင်ထိန်ကောင်းပဲလှုပ်ခိုင်းမယ်တမားပူစာတွေနဲ့တော့မตายရနိုင်ဘူး